ဘာစီလိုနာကစားသမားတွေအားလုံးကိုမူဂျိုကလေးလိုဖြစ်သွားစေခဲ့တဲ့ဗီနီယက်ဒဂိုရော့စကီအက်ကလစ်စပေါ့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဘက်မှာတော့အက်ကလက်စီကိုပွဲစဉ်လည်းပြီးသွားခဲ့ပါပြီအက်ကလက်စီကိုပွဲစဉ်မှာတော့ရီယယ်မက်ဒရစ်အသင်းကဘာစီလိုနာအသင်းကို2ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့နိုင်ယူပြီးတော့မပေးစရာတဲ့ချိန်ပိုင်းမှာလွတ်ကျွတ်ကျွတ်နဲ့ရက်တည်သွားနိုင်ခဲ့ပါတယ်ရီယယ်မက်ဒရစ်အသင်းအတွက်အသင်းကိုတွေကိုတော့အမ်ဘာပေနဲ့ဘယ်လင်ကန်တို့ကသွင်းပေးသွားခဲ့ကြတာပါဒီနိုင်ပွဲကတော့ရီယယ်မက်ဒရစ်အသင်းအတွက်ဂုဏ်သိက္ခာပိုင်းအရာရောရမှန်နေထားရပါအပေါင်းလက္ခဏာစောင်းနိုင်ခဲ့ပါတယ်ပွဲအကြောင်းကတော့အားလုံးလည်းတည်ထားကြပြီးသားပါအက်ကလက်စီကိုပွဲဆိုတဲ့အတိုင်းပြင်းထန်ခဲ့တယ်လို့အနီကတ်ရောပွဲပြီးနှစ်ဖက်တင်ကစားမတွေချင်းများမှုတွေပါဖြစ်သွားခဲ့ကြတာပါဒီပွဲမှာတော့ဘာပေနဲ့ဘယ်လင်ကန်ကခြေစွမ်းပြကိုသွင်းခဲ့တယ်ဆိုပေမဲ့ရီယယ်မက်ဒရစ်တင်ရဲ့တိုက်စစ်ပိုင်းစတင်မှုတွေကိုဗီနီစီယာဂျူနီယာကပဲစတင်ခဲ့တာဖြစ်ပါတယ်ဗီနီကဘယ်ဂျန်တစ်လျှောက်အကောင်းဆုံးကစားပြီးတော့ဘာစီလိုနာတင်ရဲ့ခံစစ်ကိုလှုပ်ရှုပ်စေခဲ့ပါတယ်ဗီနီရဲ့ခံမရခက်တဲ့ကစားဟန်ဒီမြန်နှုံးမြင့်ပြီးအားတွေကြောင့်ဘာစီလိုနာအသင်းရဲ့ခံစစ်လည်းဖျို့ဖျဲဖြစ်သွားခဲ့ရပါတယ်ဒီထဲမှာဗီနီတယောက်ဒဂိုရော့စကီပြပြီးတော့ဘာစီလိုနာကစားမတွေကိုအယူလုပ်ခဲ့တာလည်းရှိပါသေးတယ်ဘာစီလိုနာကစားမအများကြီးကြားထဲကနေဗီနီကလှုပ်ချင်နိုင်လို့ပြီးတော့လှလှပပကစားပြသွားခဲ့တာပါသွင်းကိုတွေကိုဖန်တီးမှုတွေဓာတ်ရိုက်မလုံနိုင်ခဲ့ပေမဲ့ဗီနီကရီယယ်မက်ဒရစ်အသင်းအတွက်အရေးပါတဲ့ကစားမတအုပ်ဖြစ်ရှိနေခဲ့ပါတယ်ဘယ်လင်ကန်ရဲ့နိုင်ဂိုးမှာဆိုရင်လည်းဗီနီရဲ့ဖြတ်တင်ပေးပုံမှုကနေမီလီတောင်းကထက်ဆင့်ကောင်းတိုက်ချပေးပြီးတော့ဘယ်လင်ကန်ကအသာရပိတ်သွင်းယူသွားခဲ့တာပါဗီနီကိုလည်းမက်ဒရစ်ပရိသတ်တွေအတိမတ်ပြုချီကျူးတင်ပါတယ်ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရည်များ